ကုသိုလ်အချောင်ရတယ်လို့မရှိဘူးစေရနာပါမကုသိုလ်အဖြစ်တယ်ဇနီးမောင်နှံ2ယောက်ဇနီးလှုပ်တဲ့လူကတခုကလှူလိုက်တယ်ယောက်ျားလှုပ်တဲ့လူကလှူတယ်ဆိုတာသဘောမတူမကြိုက်ဘူးဆိုရင်အဲ့တော့လှူတဲ့ဇနီးကပဲကုသိုလ်ရတယ်သူကကုသိုလ်မရအကယ်၍သူကသဘောတူလိုက်ရင်သဘောတူခြင်းကြောင့်တော့ကုသိုလ်ရတယ်သူ intention ပါသွားပြီအဲ့ကြငါတို့2ယောက်တူတူပဲတို့2ယောက်ရှာထားတဲ့စီပွားသူလှူရင်လည်းငါရတာပဲဆိုပြီးအဲ့နေလို့ကတော့မရဘူးအဲ့ဒီအတွင်းနဲ့နေသည့်အတွက်ကြောင့်မကားလူလင်ရဲ့အငယ်ဆုံးဇနီးဟာတည်တဲ့အခါပြိုင်ဖြစ်သွားတာပြိုင်မဘွားရောက်သွားတယ်ဆိုအဲ့ဒါငါယောက်ျားလှူတာငါရတာပဲဆိုပြီးတော့ attention ဆိုတဲ့ရွေးချက်ကလေးရှိရမယ်ကံနဲ့ပတ်သက်လာအဲ့ဒါမှကိုယ်နဲ့ပတ်သက်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမြတ်တမ်းပေးဝေတယ်တမလုံးဘွားကဆွေမျိုးတွေကိုအမြတ်တမ်းပေးဝေတယ်ကိုကအမြလို့အမြလို့ဆိုလိုက်တာနဲ့သူစီရောက်သွားလားဆိုမရောက်ဘူးဟောပြီးငါ့ကိုအမြဝေနေတယ်ဆိုတာသိပြီးတာဓုခေါ်မှရတယ် agreement ပေါ့နော် agreement